စစ်သူဟောင်းနဲ့အတူတူနေပြီးသစ္စာမရှိလို့အကြီးကျယ်ပွဲဖြစ်နေတဲ့ပိုင်တကွန်ရဲ့ညီရှင်ဖုံးပြည့်အကိုဖြစ်သူပိုင်တကွန်ကမောင်မြင်ခင်ကလေးကတွဲလာတဲ့ချစ်သူမိန်းကလေးကိုအမျက်တနိုးတန်ဖိုးထားစွာနဲ့တောင်းရလက်ထပ်ထားခဲ့ပေမဲ့အတူနေချစ်သူကိုသစ္စာမရှိဖောက်ပြန်လို့အင်တာနက်ပေါ်မှာလူပြောများနေရကတော့ပိုင်တကွန်ရဲ့ညီရှင်ဖုံးပြည့်ပါပိုင်တကွန်ရဲ့ညီရှင်ဖုံးပြည့်ရဲ့ချစ်သူမခင်မင်းခရဲ့အဆိုအရတော့ရှင်ဖုံးပြည့်ကလွန်ခဲ့တဲ့တနေ့ကနေအိမ်ကနေငွေတပြားမှမပါဘဲနဲ့ဆင်းလာခဲ့တာဖြစ်ပြီးချစ်သူမခင်မင်းခငားပေးတဲ့အိမ်မှာတက်နေပြီးတော့မခင်မင်းခကျွေးတဲ့ထမင်းကိုစားနေခဲ့တယ်လို့သိရပါတယ်ဒါအပြင်တရေကြောက်လို့မခင်မင်းခကိုရိုင်းကအတူတူတအိပ်ရာထဲမှာနေပေးခဲ့တယ်လို့သိရပါတယ်။ဒါမဲ့လည်းအခုခါမှာတော့ပိုင်တကွန်ရဲ့ညီရှင်ဖုံးပြေးကသူ့ရဲ့အတူနေချစ်သူမခင်မင်းခကိုတစ္ဆာမရှိပဲတခြားသောအမျိုးသမီးတွေနဲ့တွဲနေရလို့သိရပါတယ်။ဒါကြောင့်လည်းအခုချိန်မှာတော့မခင်မင်းခနဲ့ပိုင်တကွန်ရဲ့ညီတို့ကအကြီးကျယ်ပြဿနာတက်နေရဖြစ်ပါတယ်။အထူးသဖြင့်တော့မခင်မင်းခဘက်ကဒီတစ်နှစ်တာအတွင်းမှာရှင်ဖုံးပြေသုံးဆွဲထားတဲ့ငွေကိုပြန်လိုချင်နေရဖြစ်ပြီးရှင်ဖုံးပြေကတော့ချစ်သူဟောင်းမခင်မင်းခကိုငွေတွေပြန်မပေးနိုင်ကြောင်းမခင်မင်းခနဲ့သူကလမ်းခွဲပြီးပြီဖြစ်ကြောင်းမခင်မင်းခကဂုံသိက္ခာကျဆင်းအောင်လုပ်နေတာလို့တုံ့ပြန်ထားပါတယ်။အခုချိန်မှာတော့နှစ်ဖက်စလုံးအခြေအနေတွေကတင်းမာနေပြီးတော့အပြန်အလှန်တရားဥပဒေလမ်းကြောင်းတိုင်းဖြည့်ရှင်းမယ်လို့ဆိုခဲ့ပါတယ်။ပရိသတ်များစုကတော့ပိုင်တကွန်နဲ့တစက်လေးမှအကျင့်မတူတဲ့ချစ်သူကိစ္စပြဿနာတက်နေတဲ့ရှင်ဖုံးပြေပေါ်မှာလူပြောများနေရဖြစ်ပါတယ်ရှင်။